အချစ်ခံရတဲ့မိန်းမတွေဆိုတာတိတ်တိတာတယ်ကြည့်လိုက်ရင်မျက်နှာလေးတွေပြုံးလို့ပျော်လို့ယောက်ျားကျူးဆိုင်ခံရတဲ့အခါစိတ်ချမ်းသာတယ်ကြည်နူးတယ်ဒီလိုကံကောင်းမှုကဆင်းရဲခြင်းချမ်းသာခြင်းရုပ်ချောခြင်းပညာတတ်ခြင်းမတတ်ခြင်းဘာနဲ့မှမဆိုင်ဘူးမိန်းမတယောက်ရဲ့ကံပေါ့အိမ်အောင်ကြပြီးသားမိန်းမတယောက်ကပြုံးပျော်နေလားကိုယုံကြည်မှုတွေတိုးလာတာလားပျော်ရွှင်နေလားပိုချောပိုကြည့်ကောင်းလာတာလားကိုအိမ်အောင်ဘက်ရဲ့အရေးတယူချစ်ခင်မှုဂရုစိုက်မှုကိုခံရလားမခံရဘူးလားဆိုတာအဲ့မိန်းမတယောက်ရဲ့အပြုံးပေါ်မူတည်ပါတယ်အဲ့ဒီလိုမှမဟုတ်ပဲအိမ်အောင်ကြကမှပိုပြီးအိုစာသွားတယ်မြင့်ရင်နဲ့မျက်ခွက်စိတ်ဆင်းရဲတောကတွေနဲ့ယောက်ျားနှိပ်စက်တာရစ်တာခံနေရတယ်ယောက်ျားရဲ့အရေးတယူဂရုစိုက်တာချစ်ချင်းမခံရတာတွေဒီလိုအမျိုးသမီးတွေဆိုရင်မျက်နာတွေနွမ်းလာမယ်ဘလောက်ပဲရုပ်လာပါစီစိတ်ဆင်းရဲတောကတွေနဲ့လူကအိုးပြီးအိုစာသွားမယ်အမျိုးသမီးတိုင်းအတွက်စွတ်တောင်းမိတာလေးတစ်ခုကတော့အမျိုးသမီးတိုင်းထိုက်တန်တဲ့ချစ်ချင်းခံရပါစီလို့